လမ်းဖြတ်ကူတော့ပုံရိပ်ဒီမှတ်တမ်းကိုလွန်ခဲ့တဲ့9နှစ်က Instagram မှာမျှဝေခဲ့ပြီးကြည့်ရှုသူတွေကိုအံ့အားသစ်စေခဲ့ပါတယ်ဒီဗီဒီယိုမှာမောင်ဝါဝါပုံရိပ်တစ်ခုကဘယ်ကလာနေမှမသိပေါ်လာပြီးတော့လမ်းဘုတ်ကိုဖြည်းဖြည်းချင်းလမ်းဖြတ်ကူသွားတာကိုပြသနေပါတယ်ပူပီထူးဆန်းတာကဖြတ်သွားတဲ့ကားတွေမိခိုးငွေတွေနဲ့လှုပ်ထားတယ်လို့မျိုးသူတို့အတွက်လုံးဝမမြင်ရတယ်လို့မျိုးအဲ့ဒီပုံရိပ်ကိုလူတိုင်းကတည့်ရိပ်ကားနဲ့ဖြတ်မောင်းသွားကြပါတယ်ဒီဗီဒီယိုက AI နဲ့ဖန်တီးထားတယ်လို့ပြောဖို့လည်းအရှမ်းဟောင်းလွန်းနေပါသေးတယ်။လွန်ခဲ့တဲ့9နှစ်က AI ဆိုတာခုလောက်မကောင်းသေးတော့ကြောင်းလို့ပါ။အဲ့ဒါဆိုရင်ဒါတွေကပါတယ်လေ။တစ်စီလားဒါမှမဟုတ်ဘူးဆိုရတဲ့အရာတစ်ခုခုလားဆိုတာခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်လိုက်ပါ။6 လခန့်ရတဲ့ဟိုတယ်အတွေ့အကြုံကော်ရိုရာဒိုပြည်နယ်ကစနေနေ့ညတညမှာစတန်လီဟိုတယ်ရဲ့ CCTV ကင်မရာတစ်ခုမှာထူးဆန်းတဲ့အခိုက်အတန့်တစ်ခုကိုဖမ်းမိခဲ့ပါတယ်။အမျိုးသမီးတစ်ယောက်ဟာဒူမရဲ့ဖုန်းကိုကြည့်ပြီးအခန်းစီကိုလမ်းလျှောက်သွားနေတော့အဲ့အခန်းတောက်မှာအထူးပြုလုပ်ထားတဲ့အပင်တစ်ပင်ကသူ့အလိုလိုမြေပြင်ကိုလဲကျသွားပါတယ်။လေလဲမတိတ်တယ်လို့အဲ့ဒါကိုပြုတ်ကျအောင်လုပ်နေတဲ့လူတစ်စုံတစ်ယောက်လည်းဘယ်သူမှအနီးနားမှာမရှိနေပါဘူး။ဒူမကစဝေစွာနဲ့ရက်လိုက်ပါတယ်။ပြီးတော့ဘူထူးဆန္ဒတစ်ခုခုဖြစ်လာခဲ့ပါတယ်။သူမရဲ့စပိန်တွေကအနောက်ကနေလေပြင်းတိတ်တယ်လို့မျိုးအပေါ်ကိုလွင့်ထွက်သွားပါတယ်။ဒါပေမဲ့သူမပတ်ဝန်းကျင်မှာလေတုကလုံးဝကိုငြိမ်သက်နေပါတယ်။တဘာဝလွန်တစ်ခုခုကိုခံစားလိုက်ရတဲ့အတွက်သူမအခန်းစီကိုပြေးသွားပြီးတကားကိုအတွင်းကနေတော့ခတ်ကမနဲ့မူးလင်းတဲ့အထိကြောက်လန့်တကြားနဲ့မအိပ်ပဲနေခဲ့ရပါတယ်။ခမရတော့လို့ဒါကိုတရေလို့ထင်ပါလား။ဒါမှမဟုတ်လုတ်ကြံဖန်တီးမှုတစ်ခုလို့ထင်ပါလား။ကိုမမှာပြောပြပေးခဲ့ပါဦး။ညနေပိုင်းကြုံတွေ့ရမှုလွန်ခဲ့တဲ့9နှစ်ကင်တက်ကီပြည်နယ်မှာဟာလင်မြို့ကအဆောက်အုံတစ်ခုမှာလုံခြုံရေးအစောတယောက်ကညနေပိုင်းကလထိုင်ပေါ်မှာထိုင်နေတော့ထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ဘေးကကလထိုင်တစ်ခုကသူ့အလိုလိုအနေငယ်ရွေ့သွားပါတယ်။သူကစဝေစွာနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးကလထိုင်ကထက်ရွေ့သွားပြန်ပါတယ်။ကြောက်လန့်သွားတဲ့သူကအမတ်တက်ရက်လိုက်ဖို့ကြိုးစားပေမဲ့မတ်တက်ရက်လိုက်တာနဲ့ကလထိုင်တွေကမမြင်ရတဲ့အရာတစ်ခုခုကအသွန်းချလိုက်တယ်လို့မျိုးချန်ပီယံကိုလဲကျသွားပါတယ်။ထိတ်လန့်တကြားနဲ့အဆောက်အုံပြင်ဘက်ကိုပြေးထွက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာသူသိသွားလို့ပါ။အဲဒီနေရာကိုတရေချောက်တယ်လို့ယုံကြည်ပြီးသူဟာဒီအလုပ်ကိုဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။လမ်းဘော့ကပုံရဲ့အိန္ဒိယနိုင်ငံဗာဒနာမြို့ကတိတ်ဆိတ်တဲ့လမ်းတစ်လမ်းမှာညတညမှာတော့ခွေးတကောင်လမ်းအလေမှာအေးအေးဆေးဆေးအိတ်နေတော့ရုတ်တရက်ဆိုသလိုကျွန်တော်တို့မမြင်နိုင်တဲ့အရာတစ်ခုကိုအာယုံခံပြီးသွားပါတယ်။ခွေးကမတ်တက်ရက်ပြီးရှေ့ကအရာတစ်ခုခုကိုစိတ်ကြည့်ကမမြင်ရတဲ့အရာတစ်ခုခုကသူ့စီကိုလာနေတယ်လို့မျိုးဖြည်းဖြည်းချင်းနောက်ဆုတ်သွားပါတယ်။အဲဒီနောက်မှာတော့ CCTV မှတ်တမ်းမှာအမောင်ရိပ်တစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒါကလူတယောက်လိုလှုပ်ရှားနေပေမဲ့သူ့ခန္ဓာကိုယ်ကထူထဲတဲ့အမဲရောင်ဒါမှမဟုတ်မီခိုးငွေတွေနဲ့ဖွဲ့စည်းထားတဲ့ပုံစံမျိုးပါဒေရှာတဲ့ပုံပန်တတ်မရှိဘူးမျက်နှာလည်းမပါတယ်လို့ဒီဗီဒီယိုကိုအွန်လိုင်းမှာတင်လိုက်တဲ့အခါမှာတော့ကင်မရာကလမ်းပေါ်ရှောက်နေတဲ့တကယ့်တစီကိုဖမ်းမိခဲ့တာလို့လူအများစုကမှတ်ချက်ပေးခဲ့ကြပါတယ်ခမရတော့ရောဘယ်လိုထင်ပါသလဲဂျိန်စာတင်မန်နီကီရှုပ်နီပါတာပြည်နယ်ရီနိုမြို့ကအိုးဆိုင်တစိမ်မှာအမျိုးသမီးမန်နေဂျာတယောက်ကညဆိုင်အပြီးဆိုင်ပိတ်နေတော့သူမကိုရင်တုံစေလောက်တဲ့ကြောင်းမဲ့ဖွယ်ရာအရာတစ်ခုဖြစ်သွားခဲ့ပါတယ်မန်နီကင်အယုတ်တယုတ်နာကလမ်းဖြတ်ချောက်သွားတဲ့အခါမှာအဲ့ဒီအယုတ်ရဲ့ကောင်းကအသက်ရှိနေတယ်လို့မျိုးသူမစီကိုဖြည်းဖြည်းချင်းလှည့်လာပါတယ်သူမကခဏလောက်ရပ်ပြီးအံ့ဩတုန်လှုပ်စွာနဲ့အဲ့ဒါကိုစိတ်ကြည့်နေမိပါတယ်ခဏအကြာမှာတော့ပို့ပြီးတော့ကြောက်စရာကောင်းတာကခေါင်းကရုတ်တရက်ညာဘက်ကိုရမ်းခသွားတာပါပဲကြောက်လန့်သွားတဲ့သူမဟာဆိုင်ထဲကနေပြေးထွက်သွားပြီးဘယ်တော့မှပြန်မလာဖို့ဆုံးဖြတ်ခဲ့ပါတယ်ကက်စပါမျိုးကအမျိုးသားတယောက်ဟာပစ္စည်းတို့အလိုလိုရွေ့လွှားတဲ့ဖြစ်စဉ်တစ်ခုကိုကြုံတွေ့ခဲ့ရတာပါ။အဲဒါကိုမှတ်တမ်းတင်ဖို့သူ့အခန်းထဲမှာ CCTV ကင်မရာတက်ဆင်ခဲ့ပါတယ်။ညတညမှာသူအိတ်နေတော့တကားကကင်မရာကိုတုံခါသွားစေလောက်တဲ့အင်အားနဲ့သူ့အလိုလိုစောင့်ပိတ်သွားခဲ့ပါတယ်။လမ်းလိုသွားတဲ့သူဟာအိုဟစ်ပြီးအဲဒီနေရာမှာရှိနေတဲ့အရာကိုရင်ဆိုင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ကင်မရာမှာဘာမှမတွေ့ရပါဘူး။ကြောက်လန့်နေတဲ့သူကအခန်းထဲကနေထွက်မပြေးခင်ထိမမြင်ရတဲ့အရာကိုဆက်ပြီးအိုဟစ်နေခဲ့ပါသေးတယ်။အဲ့ဒီဖြစ်ရကြောက်သူဟာတုန်လှုပ်သွားခဲ့ပြီးအဲ့ဒီညမှာပဲမကျွတ်လွတ်တဲ့ဝိညာဉ်တစ်ခုကသူ့ကိုခြောက်လန့်နေတာလားဆိုပြီးတော့တွေးတုန်နေခဲ့ပါတော့တယ်။မိသားစုတစုဟာသူ့ရဲ့ကြောင်တွေကိုညတညအတွက်အိမ်မှာတကောင်ထဲထားခဲ့မိပါတယ်။သူတို့ပြန်လာတဲ့အခါကြောင်တွေကထူးထူးဆန်းဆန်းပြုတ်မှုနေကြပါတယ်။အဲ့ဒါကြောင့် CCTV မှတ်တမ်းကိုသူတို့စစ်ကြည့်လိုက်ပါတယ်။အံ့ဩစရာကောင်းတာကကြောင်တကောင်ဟာမမြင်ရတဲ့အရာတစ်ခုကိုအာယုံခံမိတယ်လို့မျိုး
မတ်တက်ရက်ပြီးပတ်ဝန်းကျင်ကိုစိတ်ကြည့်နေခဲ့တာပါအဲ့ဒီနောက်အမောင်ရိပ်တစ်ခုအခန်းထဲကိုဝင်လာပြီးကြံတဲ့ကြောင်တစ်ကောင်ကအဲ့ဒီနောက်ကိုလိုက်သွားခဲ့ပါတယ်ရုတ်တရက်ကြောင်ဘေးကစပွဲကသူ့အလိုလိုတုံခါလာပြီးတကားကတဖြည်းဖြည်းချင်းပိတ်ဆပြူလာခဲ့ပါတယ်ကင်မရာမြင်ကွင်းကနေရန်ဘက်ကိုရွေ့သွားပါတယ်မှတ်တမ်းကိုကြည့်ပြီးနောက်သူတို့ရဲ့အစီဝင်ပူးထားတဲ့ဆိုတာကိုသူတို့တေချာတိသွားခဲ့ပါတယ်တင်းချင်းကတစီမလေးရှားနိုင်ငံပီနန်ကတုတ်တန်တစ်ခုမှာလုံခြုံရေးအစောက်တွေဟာညစိန်တောက်ဝင်ကြနေတော့တင်းချင်းခုနာမှာလမ်းချော့နေတဲ့ချုပ်ပွားနေတဲ့စပင်နဲ့အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်ဆက်စုရှင်စိတ်ရှိတဲ့သူကအဲ့ဒီနာကိုပြေးသွားပြီးမဲ့ဒီပုံရိပ်ကအုပ်ကူလေးကြားပျောက်ကွယ်သွားခဲ့ပါတယ်အချိန်အနေငယ်အကြာမှာလက်နိုင်တက်ပြီးရဲ့အလင်းရောင်တွေကအဲ့ဒီပုံရိပ်ကိုအဝေးကနေရက်နေတာကိုထပ်တွေ့လိုက်ရပါတယ်သူကအဲ့ဒီနေရာကိုထပ်ပြေးသွားပြီးမဲ့ဘာမှမတွေ့ရပြန်ပါဘူးအဲ့ဒီမြင်ကွင်းကြောင့်ကြောက်လန့်သွားတဲ့သူတွေကတုတ်တန်တွေဟာတဘာဝလွန်တတဝါတွေ6လန့်လေးရှိတယ်လို့မကြာခဏပြောလေချကြတဲ့အတိုင်းအဲ့ဒါကိုဆုံးမအားလို့ယုံကြည်သွားခဲ့ကြပါတယ်ပေါ်တိုရီကိုမှာနေထိုင်တဲ့ကောင်မလေးတရားဟာလွန်ခဲ့တဲ့3ရက်လောက်ကလေးကသူမရဲ့အခန်းထဲမှာထူးဆန်းတဲ့အရာတစ်ခုခုရှိနေတယ်လို့ခန်းစားနေရပါတယ်အခန်းထဲမှာ CCTV ကင်မရာတပ်ဆင်လိုက်တဲ့အခါမှာတော့ကင်မရာကဖန်မိခဲ့တဲ့မြင်ကွင်းကသူမကိုထိုင်လန့်သွားစေခဲ့ပါတယ်မနက်4 နာရီကမှသူ့အခန်းရဲ့တကားကသူ့အလူလူတဖြည်းဖြည်းချင်းပွင့်လာပြီးမိခိုးငွေလိုပုံရိပ်တစ်ခုကဝင်လာခဲ့ပါတယ်။အဲ့ဒီပုံရိပ်ကကောင်မလေးကိုဘော်ကဆောင်းပေါ်မှပြီးချန်ပီယံဘော်ကိုပစ်ချလိုက်ပါတယ်။ပြီးတော့အဆိုးဝါးဆုံးအခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။သူမကမမြင်ရတဲ့အရာတစ်ခုကသူမကိုခြေထောက်ကနေဆွဲပြီးအခန်းပြင်ကိုဆွဲထုတ်သွားပါတယ်။ကောင်မလေးကအဲ့ဒီနေရာကိုတရေ6တယ်လို့ယုံကြည်ပြီးမှတ်တမ်းကိုတိတ်ခံပိန့်ရှင်ကိုပြသခဲ့ပါတယ်။ဖျားเจ้าကဆုံးမမက်ဆီဒိုးနီးယားနိုင်ငံအုတ်မြို့ကလူတွေဟာညဘက်ဆိုရင်အနီးနားကဖျားเจ้าကနေအော်ဟစ်တန်တွေကြားရတယ်လို့သတင်းပို့ခဲ့ကြပါတယ်။တိချင်စိတ်ပြင်းပြတဲ့ဖျားเจ้าအစောက်က CCTV မှတ်တမ်းကိုပြန်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမြင်လိုက်ရတာကသူ့ကိုအံ့အားသည့်တုန်လှုပ်သွားစေခဲ့ပါတယ်။စပင်အမဲရောင်အရှိနဲ့အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ဖြူဖြော့ဖြော့ပုံရိပ်တစ်ခုကဖျားเจ้าထဲမှာဆုံးမတရားလို့မလုံးမချက်ရက်နေတာကိုတွေးလိုက်ရှာပါတယ်။အဲ့ဒီပုံရိပ်ကစက္ကန့်အနည်းငယ်လောက်ပဲပေါ်လာပြီးရုတ်တရက်ပျောက်ကွယ်ကမေမိတ်တဲ့မြူခိုးတွေပဲကျန်ရစ်ခဲ့ပါတယ်။အဲ့ဒါကိုမြင်ပြီးတဲ့နောက်မှာတော့လူတွေကဖျားเจ้าကိုဆုံးမတကောင်က6လန့်နေပြီးအိန္ဒိနာရှင်တွေကညပတ်တိန်ကြာနေရတဲ့အကြောင်းမဲ့ဖွယ်ရအော်ဟစ်တန်တွေဟာဒူမကြောင့်ဖြစ်တယ်လို့ယုံကြည်သွားကြပါတယ်။အီတလီနိုင်ငံမီလန်မြို့တနေရာမှာလမ်းဘေးကင်မရာတစ်ခုကတောက်ပနေတဲ့မီးခိုးငွေလိုအရာတစ်ခုကိုကောင်းကင်ကနေတပြေးပြေးချင်းဆင်းသက်လာပြီးမြေပြင်ပေါ်ကိုကြာရောက်လာတာကိုဖမ်းမိခဲ့ပါတယ်။အဲ့ဒါကခဏလောက်ရက်တက်နေပြီးနောက်ညာဘက်ကိုရွေ့သွားတော့ကအဲ့ဒီမှာလုံးဝမရှိခဲ့ဘူးတလို့ပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတာကိုဘယ်သူမှမသိရပါဘူး။ကောင်းကင်ကနေကြားလာတဲ့တဆေလားဒါမှမဟုတ်ပူပြီးလို့ဝက်ဆန်ကျဲတဲ့အရာတစ်ခုခုဖြစ်နေမလားခမများတို့ရောဘယ်လိုထင်ပါတယ်လဲထူးဆန်းသောပုံရိပ်ဒီထူးဆန်းတဲ့ CCTV မှတ်တမ်းဟာအကင်ဆော့ပြည်နယ် S Town ကနေလာတာဖြစ်ပြီးတော့အရေးလိုဖြစ်နေတဲ့အမျိုးသမီးပုံရိပ်တစ်ခုကလမ်းမပေါ်မှာတပြေးပြေးရှင်လျှောက်လာပြီးအိမ်တအိမ်စီကိုဦးတည်သွားနေတာကိုပြသနေပါတယ်ဒီပုံရိပ်ကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်လုံခြုံရေးကင်မရာကနေတရိပ်ကြည့်နေတဲ့အဆောက်ကဂျူကျော်ဝင်ရောက်သူကိုဖမ်းဖို့အိမ်ထဲကအမြန်ပြေးဝင်သွားပြီးမဲ့အဲဒီမှာဘယ်သူမှမတွေ့ခဲ့ရပါဘူးတကားတွေပတင်းပေါက်တွေဘာတစ်ခုမှပြက်စီးတာဖွင့်ထားတာတွေလည်းမရှိပါဘူးဒါဆိုအိမ်ထဲကဝင်သွားတဲ့သူကပါလဲဓမ္မမဟုတ်တရေလားဝိညာဉ်တစ်ခုခုလားသူကအိမ်ပိန်ရှင်ကိုဒီဖြစ်ရအကြောင်းကိုအကြောင်းကြားခဲ့တဲ့အခါမှာတော့အိမ်ပိန်ရှင်ကလွန်ခဲ့တဲ့တလကကွယ်လွန်သွားခဲ့တဲ့သူ့သမီးရဲ့ဝိညာဉ်ဖြစ်နေတယ်လို့ထင်ခဲ့ပါတယ်ဟူစတန်မြို့ကစတိုးစိန်တစ်ခုမှာအမျိုးသားတစ်ယောက်တည်းအလုပ်လုပ်နေပါတယ်သူစန္ဒတစ်ခုမဖြစ်လာခင်အချိန်ထိအရာအလုံးကပုံမှန်ပါပဲတရေစာအထုပ်နှစ်ထုပ်ကစင်ဘော်ကနေရုတ်တရက်လွင့်ထွက်လာပြီးကြံပြင်းပေါ်ကိုပြုတ်ကျသွားပါတယ်မမြင်ရတဲ့လက်တွေကတမင်တကာပြစ်ချလိုက်တယ်လို့မျိုးဖြစ်နေပါတယ်အဲ့ဒီမြင်ကွင်းကြောင့်ကြောက်လန့်သွားတဲ့အမျိုးသားဟာညဘက်ဒီနေရာကိုတရေ6တယ်လို့သူ့လုပ်ဖို့ဂိမ်းဖက်တွေကိုတတိပေးခဲ့တာကိုတတိရသွားပြီးဆက်မစစ်စေးတော့ပဲအရာအလုံးကိုထားခဲ့ကဆိုင်ကနေတန်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။စီယုံကနေသူ့စပိန်အခိုခန့်လိုက်ရလို့လုံခြုံရေးအစောတယောက်က CCTV မှတ်တမ်းကိုပြန်ကြည့်နေတော့မယုံနိုင်စရာအရာတစ်ခုကိုတတိထားမိလိုက်ပါတယ်။အရေးပေါ်အခန်းချေကဝီရှဲကလထိုင်တစ်ခုဟာမမြင်ရတဲ့အရာတစ်ခုကထိုင်ပြီးတမင်တုံနေတယ်လို့မျိုးသူ့အလိုရွေ့လွှာနေခဲ့ပါတယ်။ပထမတော့ကလထိုင်ကအရှိကိုရွေ့လွှာသွားတယ်ပြီးတော့ခဏလောက်ရက်ပြီးတော့အနောက်ကိုတဖြည်းဖြည်းချင်းပြန်ရွေ့လာပါတယ်
အစောကအံ့အားတစ်သွားပြီးသူပါမြင်လိုက်ရလဲဆိုတာနားမလဲနိုင်အောင်ဖြစ်သွားခဲ့ပါတယ်သူကမှတ်တမ်းကိုသူ့အရာရှိကိုပြသတဲ့အခါအထက်အရာရှိကဒါဟာလွန်ခဲ့တဲ့ရက်အနေငယ်ကစီရုံမှာကွယ်လွန်သွားခဲ့ပြီးအဲ့ဒီဝီရှဲကလတ်ထိုင်မှာထိုင်လေးရှိတဲ့လူနာရဲ့မကျွတ်မလွတ်တဲ့ဝိညာဉ်ဖြစ်နေတယ်လို့ပြောခဲ့ပါတယ်ကြောက်လန့်စရာကောင်းတဲ့ဆုံးမတုံးကောင်ညတကောင်ကျော်အချိန်မှာဖိလစ်ပင်နိုင်ငံပါလာကန်မြို့မှာကုန်စည်ပို့တဲ့ထရက်ကာပေါ်တက်လာတဲ့ယာဉ်မောင်းတရားဟာကြောက်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်သူကားနောက်ဆုံးနေတော့ထရက်ကားချင်းမှာမုံဝါဝါပုံရိပ်၃ခုကကားကိုမုံဝါဝါပုံရိပ်၃ခုကကားကိုနောက်ပြန်တွန်နေတယ်လို့မျိုးရွေ့လျာနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီပုံရိပ်ကတကယ်တမ်းပါလေဆိုတာကြည့်ဖို့သူကားကိုရှက်လိုက်ပေမဲ့သူကားဘောကမစင်ခင်ပါပဲအဲ့ဒီပုံရိပ်တွေကရုပ်ရည်ပျောက်ကွယ်သွားခဲ့ပါတယ်နောက်ပိန်မှအခြားဝန်ထမ်းတွေနဲ့အတူအဲ့ဒီမှတ်တမ်းကိုပြန်ကြည့်တဲ့အခါမှာတော့အဲ့ဒီပုံရိပ်တွေဟာသူတို့ရဲ့ပိုးပေးတွေပြောပြလိရှိတဲ့ပုံပြင်တွေထဲကအဆုံးမတုံ့ကောင်ဖြစ်နေတယ်ဆိုတာကိုသူယုံကြည်သွားခဲ့ပါတယ်ကျွိုင်ပူမျိုးကညနေပိန်တညမှာအမျိုးသမီးတစ်ယောက်ကရုံကနေအိမ်ကိုလမ်းလျှောက်ပြန်လာတော့သူမနောက်မှာလူတစ်ယောက်ရှိနေတယ်လို့ခံစားလိုက်ရပါတယ်လမ်းကတော်တော်လေးရှင်းနေပေမဲ့ရှေးလန်တိုင်းမှာနောက်ရောက်ခံလိုက်ခံရရတယ်ဆိုတဲ့ခံစားချက်ကပုံပြင်းထန်လာတဲ့အတွက်သူမထွက်ပြေးပြီးအနောက်ကိုခဏလဲကြည့်ပေမဲ့ဘဒုကုံမှမတွေ့ရပါဘူးအိမ်ရောက်တော့သူမခင်မွန်းဖြစ်သူကိုပြောပြပြီးလမ်းက CCTV မှတ်တမ်းကိုသူတို့စစ်ဆေးကြည့်တဲ့အခါမှာတော့လမ်းပေါ်မှာထူးဆန်းတဲ့ပုံရိပ်တစ်ခုပေါ်လာပြီးမလုံးမချက်ရက်ကသူမကိုစိတ်ကြည့်နေတာကိုမြင်လိုက်ရတဲ့အတွက်အံ့အားသင့်ခဲ့ရပါတယ်အဲ့ဒါကအမှောင်ထဲမှာသူမအနောက်ကိုတက်တက်ဆိတ်လိုက်နေတဲ့တခုများလားဆိုပြီးတော့တွေးတောနေခဲ့ပါတယ်